ငါတို့ဒီလောက်ပေးထားတဲ့တန်အောင်ရိုက်ဟယ်လိုအားလုံးမင်္ဂလာပါဝါဆိုဝါကောင်ကင်မရာပေါင်းနေဟာဝါဝင်းမင်းဆိုရင်တမုံဆရာတွေအကုန်လုံးဒုက္ခရောက်တယ်နော်အလုပ်သိမ့်မဖြစ်ကြဘူးဝင်ငွေနေသွားပြီပေါ့အကုန်လုံးတော့မဟုတ်ဘူးနော်ကျွန်တော်တို့တွေကတည့်တဲ့အတိုင်းပဲဆိုင်ရန်ကားတွေဝန်ထမ်းကားတွေနဲ့ကိုစီဒီကာလာဆိုရင် discount တွေအများကြီး short ကြရလေနော်အခုပြောချင်တာက discount နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးတွေပြီးတော့တချို့ကျွန်တော်တပည့်တွေမှာကြုံတွေ့ရပြီးတော့သူတို့ပြန်ပြီးကျွန်တော်လာပြောတဲ့အကြောင်းအရာလေးတချို့ကိုဒီ video ထဲမှာပြောပြချင်တာဗောနော်ဓာတ်ပုံကိုပတ်စံယူပြီးရိုက်စားနေတဲ့သူဖြစ်တယ်ဆိုရင်ဒီ video ကြည့်ထားတင်တယ်လို့အချက်ဉာဏ်ပြုပါတယ်ဈေးတန်းတစ်ခုသတ်မှတ်တယ်ဆိုတာကတစ်ဖက်ကကိုရှူလာတဲ့ customer client ပေါ့ client ရဲ့အဆင့်တန်းကိုလည်းခွဲခြားလိုက်တာနဲ့တူတူပဲဗောနော်ဒါကျွန်တော်အားလုံးသိပါတယ်တချို့ကကြောက်လဲသတိမထားမိရပါတော့ကျွန်တော်ကဈေးတစ်ခုကို short ချလိုက်ပြီးဆိုရင်ကျွန်တော်ရှေ့ရောက်လာတဲ့သူကအဲ့ဈေးတန်းကိုတက်နိုင်တဲ့သူပေါ့နော်ငွေရေးကြေးတိတ်ပြီးတော့အဆင်မပြေတဲ့သူသို့မဟုတ်အများကြီးမသုံးချင်တဲ့သူတွေလာအများပါနော်ကျွန်တော်ရှေ့ရောက်လာတဲ့ဒီ client တွေသို့မဟုတ် customer တွေကဖြစ်တည်မှုပေါ်မူတည်ပြီးတော့သူတို့ရဲ့အတွေးအခေါ်ကွာဝါပါနော်ကျွန်တော်အကြောင်းရင်းစပြောမှာပေါ့နော်ကျွန်တော်ရခင်ဒီ covid တွေမတိုင်ခင်တော့ဆိုရင် mini workshop ဆိုပြီးတော့ workshop အသေးလေးလုပ်တယ်ပေါ့နော်သိန်းတန် workshop လေးလုပ်တယ် workshop မှာကျွန်တော်ဗာပေးလဲဆိုတော့ကျွန်တော် auto pre-wedding ရိုက်နည်းကိုအသေးစိတ်ပေါ့နော် lighting 3.3နည်းတွေတင်ပေးတယ်ပြီးတော့ကျတော့ modern နဲ့လက်တွေ့ရိုက်တာတွေပါပါပေါ့နော်ပြီးတော့နောက်တစ်ခုကနောက်ရက်ကျရင် iPhone တွေကိုပြင်တဲ့ဟာပေါ့နော်အလင်းမောင်အယောင်ချိန်တဲ့ဟာကိုထန် grind ကြချိန်တတ်အောင်လို့အသေးစိတ်တင်ပေးခဲ့တယ်ပေါ့နော်တင်တန်းကြီးကသိန်းနေပဲကျွန်တော်ရဲ့ရွေးချက်ကဘာလဲဆိုတော့ကျတော့ပတ်စံမတတ်နိုင်တဲ့သူတွေအတွက်ဝါနာရှာညီကိုတွေအတွက်ဒီပညာကိုယူသွတ်တယ်ဒါပေမဲ့လည်းပတ်စံအကြောင်းဆိုပြီးတော့ဘာတော့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲမှာပေါ်နိုင်တဲ့သူတွေအတွက်ကိုရည်ညွှန်းခဲ့တာပေါ့နော်အဲ့ဒီတင်တန်းကိုကျွန်တော်ကအဓိကနေတွေကိုပဲရည်ညွှန်းတာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ကားတစ်စီးနဲ့စီကုံခံလူပင်ပန်းကုံခံကားနာခံပြီးတော့သွားခဲ့တဲ့မြို့တွေအများကြီးပဲရှိရပါတော့သွားပြီးလှုပ်ပေးခဲ့တယ်လေးသက်တာတယ်ဆိုပြီးတော့ဒီလောက်ပဲပေးရတာပဲဗာလေးရတော့ကြည့်လိုက်မယ်ဆိုပြီးတော့လူအဆင့်တန်းမျိုးစုံရည်ရွယ်ချက်မျိုးစုံနဲ့လူများစုရောက်လာတာပေါ့နော်အဲ့မှာဗာတွေ့လဲဆိုတော့တန်ဖိုးထားတာကွာချက်ကိုတွေ့ရပါတော့ငါတသိန်းပဲပေးရတာပဲနားထောင်လဲနားထောင်မယ်နားမထောင်လဲနားမထောင်ဘူးကွာတသိန်းဆိုတော့ဘာမှမဟုတ်တာအဲ့တုန်းကပြောရမယ်ဆိုရင်ပတ်စံရှာလို့ကောင်းတဲ့ kit ပေါ့နော်တသိန်းဆိုတော့ပေါ်တယ်ပေါ့နော်ပြောမယ်အဲ့လိုလူတွေအများကြီးရောက်လာတဲ့အချိန်မှာပြောလို့ဆိုကျွန်တော်ရဲ့တန်ဖိုးကအများကြီးကျသွားတာပေါ့နော်တန်ဖိုးမထားတော့ဘူး view မစိုက်ကြတော့ဘူးပေါ့နော်နောက်ပိုင်းဘာတွေ့လာလဲဆိုတော့လူဘာတိုက်ခိုက်လာကျွန်တော်လူတွေမှာကြောက်ဗျာရော့လို့ဒါပေးတယ်ဆိုရင်ဒါလေးပါအပူမပေးဘူးလားဆိုအစ်စ်တောင်းကြတဲ့ဟာရှိရတယ်နော်ယနေ့ဒီချိန်ဒီကျွန်တော်ကတင်တန်းနေမှာဆိုရင်လည်းကျွန်တော်မှာအပြင်မှာလာတဲ့ online class free join ပေးတယ်ပေါ့နော်ပြီးရင်တင်တန်းအားလုံးကစာမကြည့်မချင်းတဲ့အတွင်းအခမဲ့ပြန်တက်ခွင့်တွေပေးထားတယ်ဒါဘာလို့လဲဆိုတော့ကျွန်တော်ကဖြစ်စေခြင်းလို့တက်စေခြင်းလို့စေတနာတကယ်ရင်ပတ်ကြီးနဲ့ပေးတာပေါ့နော်အဲ့အတွက်လည်းအခုချိန်ကြီးလည်းမချမ်းသာသေးဘူးပေါ့နော်တင်တန်းကြီးတစ်ခုတတ်မှတ်ပြီးအတင်းနေဆိုတာကတတိဖြစ်ဖို့တင်တာမဟုတ်ဘူးကျွန်တော်ရဲ့မိသားစုနဲ့ကျွေးမွေးနေရတဲ့ပါဇက်ပေါက်တွေအတွက်ပေါ့နော်ကျွန်တော်ကိုလိုအပ်နေတဲ့သူတွေအတွက်ကျွန်တော်ကတင်တန်းကြီးတစ်ခုတတ်မှတ်ပြီးတော့လုပ်တာတခြားကုန်ကြစိတ်တွေလည်းရှိရပါတော့ modern face တွေနေတွေမှာဆိုကျွန်တော် light တင်နေဆိုရင်နေတွေစားစိတ်တွေစားသဖြင့်အဲ့ဒါလည်းရှိအဲ့ဒါတွေကိုလည်းငါကတောင်ကြီးကိုလာတင်မယ်တောင်ကြီးမှာတင်တဲ့အချိန်ကျရင်ကုန်ကြရမယ်ဟိုတယ်ကားတွေစားတောက်စိတ်တွေတင်တန်းသားတွေဘက်က share ပြီးကြခံပေးပါဆိုပြီးရှိအောင်မရှိတာကဲထားပါတော့တချို့တွေကနောက်ပိုင်းကျကျွန်တော်လာတိုက်ခိုက်လာရရှိရပါတော့ဒီတန်းလေးသွားတက်တာဒါလေးမေးရတော့မဖြေဘူးပေါ့နော်အဲ့လိုမျိုးကြီးလာပါတော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဈေးလျှော့လိုက်တဲ့အချိန်မှာရောက်လာတဲ့လူတွေရဲ့စိတ်သက်အဆင်တန်းလဲစိုက်တာပေါ့နော်ဒါကတော့ကျွန်တော်အဲ့လောက်ပြောပြီးဆိုရင်တော်တော်များနားလည်မှာပေါ့နော်ကဲအဲ့ဒါဆိုနောက်တစ်ခုပါလဲဆိုတော့ကျွန်တော်ဓာတ်ပုံရိုက်စားတဲ့သူတွေဘက်ကိုသွားမယ်ကျွန်တော်ကဈေးလျှော့လိုက်တယ်ဗျာသိလား package တွေကိုဆွဲပြီးတော့50% တော့မဟုတ်ကျွန်တော်90% လောက်တော့ short ပစ်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုနပြောတဲ့အခက်အခဲတွေရှိရလေဝန်ထမ်းစိတ်တွေ daily income လိုတယ်ကျွန်တော်စားဝတ်နေရေးအတွက်လိုတယ်လေဟုတ်တယ်မလားအဲ့ချိန်မှာရောက်လာတဲ့သူတွေကအဆင်မရှိတဲ့သူတွေရောက်လာအဲ့လိုမျိုးပဲတည့်ပြောမှရအောင်နော်ဒီအလုပ်ငန်းတွေလုပ်နေတဲ့အချိန်ကျရင်ဓာတ်ပုံရိုက်နေတဲ့အချိန်ဖြစ်ပုံပြင်ပြီးတော့သူတို့ပုံနေပေးတဲ့အချိန်ကျရင်ကျွန်တော်ဘာရင်ဆိုင်ရမလဲသူတို့ကိုယ့်ရဲ့တန်ဖိုးသူတို့မသိဘူးလေမသိတော့ကျတော့သူတို့ကဒီလောက်ကြီးကိုဒီလောက် short ပေးလိုက်တာဟာကိုပေးထားတာဟာကိုသူတန်တယ်လို့သူတို့မတွက်ဘူးသူတို့ကဓာတ်ပုံတစ်ပုံရဲ့တန်ဖိုးကဘယ်လောက်ထိရှိလဲဆိုတဲ့ဟာကိုသူတို့ညံရင်နဲ့သူတို့မလိုက်မမီအောင်ပေါ့နော်ငါတို့ကဒီလောက်ပေးထားတဲ့တန်အောင်ရိုက်မယ်ဒါခဏကြားဘူးလိမ့်မယ်ဓာတ်ပုံဆရာတိုင်းကြားဘူးတဲ့စကလုံးမယ်ဓာတ်ပုံဆရာကိုခိုင်းမယ်ပြီးရင်မဟုတ်ကတာဇန်အယောင်နေTikTokကအလိုဖြူဖွေးနေတဲ့ဟာတွေကျွန်တော်တို့ချိန်ခိုင်းမယ်ကျွန်တော်တို့ဒီချာကောင်းမွန်လုပ်ပေးလိုက်တဲ့အရာတွေကိုသူတို့ဟာသူတို့စိတ်ကြိုက်effect တွေကောက်ထည့်ပြီးတော့တင်မယ်စသဖြင့်အဲ့လိုမျိုးလုပ်လိုက်မယ်အချင်းကျွန်တော်တို့ရဲ့ professional အဆင့်တန်းတစ်ခုကထိခိုက်တယ်ပေါ့နော်ကျွန်တော်တို့ကကိုတက်တလောက်မှတ်တလောက်
ကိုတက်ထားတာထက်ပို့ပြီးတော့ညှစ်ထုတ်ပြီးတော့အားစိုက်ပြီးတော့2သိန်းတန်ကို9000နဲ့ short ပေးထားပေမဲ့လည်း2သိန်းတန်နီးပါကျွန်တော်တို့ဝန်ဆောင်မှုပေးတာကိုသူတို့မသိဘူး။ကျွန်တော်ငါညီကိုတို့အနေနဲ့ဒီ warning ကာလာမှာ discount တွေ short မယ်ဆိုလဲ short ပါကျွန်တော်လည်းနားလဲရပါတော့။ဈေးကွက်ဖြတ်တယ်လို့လည်းမပြောပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဈေးကွက်ဖြတ်တဲ့သူကရှိတာပဲဒါပေမဲ့ဒီစားဝတ်နေရေးနဲ့ကိုရီတကယ်ရင်ဆိုင်နေရဟာကိုဖြည့်ရှင်းမှုတော့ကဒါကိုရီလုံးမှာပဲရပါတယ်နော်။ဒါပေမဲ့အဲ့လိုမျိုးလေးလောက်လိုက်တယ်ဆိုရင်တန်ဖိုးရှိတဲ့အရာကိုတန်ဖိုးမသိတဲ့သူတွေကိုရှိရောက်လာတယ်ဆိုရင်ခေါင်းကိုက်ပါလိမ့်မယ်အဲ့ခေါင်းကိုက်တာကဒီကိုချင်းတောက်လည်းမပြောက်ဘူးပေါ့နော်အဲ့လိုမျိုးမဖြစ်ရလေအောင် view design နဲ့ကို package လေးတွေကိုဆွဲပေါ့နော်တပုံရိုက်စားတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုယ့်ရဲ့ပညာကိုယ့်ရဲ့တန်ဖိုးတည်တဲ့သူတွေဒါပေါ့နော်တပုံတွေကိုပေါ့နော်လာရိုက်စီဖို့လည်းဆူတောင်းပေးပါတယ်ပေါ့နော်ဒီရဲ့ဘိုင်းကကျွန်တော်ခီးတွေအရန်သွားရပေါ့နော်ပြီးရဆိုရင်ကျမကြီးလည်းတိတ်မကောင်းအဲ့တော့ဗီဒီယိုတွေနဲ့ချဲသွားပါတော့အသက်ရှင်တွေဒီ YouTube တဲ့ဟာလေးကိုတော့လုပ်နေမှာပါပြီးတော့လည်းပညာရေးလည်းဖြန့်ဝေနေမှာပါပြီးတော့လည်းညီကိုတွေလည်း share နေလည်းအများအားလုပ်ပေးဖို့လည်းကြိုးစားပါရပါတော့အများအားလည်းကြိုးစားနေရပါပါတော့တင်းနေနေပါတက်ချင်တယ်ဆိုရင်လည်းချက်ပေါက်ကနေလာစုံစမ်းလို့ရပါတယ် online class တွေလည်းရှိပါတယ်ဆိုတော့ပြောကြရင်လည်းဒီဗီဒီယိုလေးကိုညီကောင်းချလိုက်ပါတယ် bye bye